ကြမှာဘဝကြောင်တစ်ခုကြောင်ကျွန်တော်ချစ်တဲ့ကျွန်တော်ရဲ့မွေးရဲ့ရွှေညာမြေကိုလေကျွန်တော်တကယ်ပဲမခွဲကြည့်မင်းနဲ့ခွဲခဲ့ရသူပါအခုချိန်ဆိုကျွန်တော်မွေးရဲ့မြေပြန်မလာခင်အချိန်လေးမှာအဖေနဲ့မေစိတ်ထဲမှန်ရီနေထိုင်လို့ကောင်းမှအားစားလေးတွေ့မိတိုင်းရင်နဲ့လွန်မပြေအဝေးရောက်နေအမေသားထီးချက်နေကြမှာဘဝကြောင်တစ်ခုကြောင်ကျွန်တော်ချစ်တဲ့ကျွန်တော်ရဲ့မွေးရဲ့ရွှေညာမြေကိုလေကျွန်တော်တကယ်ပဲမခွဲကြည့်မင်းနဲ့ခွဲခဲ့ရသူပါအခုချိန်ဆိုကျွန်တော်မွေးရဲ့မြေပြန်မလာခင်အချိန်လေးမှာအဖေနဲ့မေစိတ်ထဲမှန်ရီနေထိုင်လို့ကောင်းမှအားစားလေးတွေ့မိတိုင်းရင်နဲ့လွန်မပြေအဝေးရောက်နေအမေသားထီးချက်နေတတိယစိတ်တွေပူလွမ်းလို့ကြွားမမေလေသားကိုလွမ်းလို့နေတိုင်းမြဲရည်စုညီကိုမောင်နှမဆွေမျိုးသားကြီးအားလုံးကလည်းလွမ်းနေမယ်တဲ့အဝေးရောက်နေအမေသားကလေစိတ်ကအမြဲအမေနာရှိတယ်မေမေလွမ်းနှမြလည်းမငိုနဲ့တိတ်တော့အမေတနေ့တော့ပြန်လာမယ်မွေးရမြေရွှေညာမြေစီအပြေဆုံးနိုင်နေတဲ့အချိန်လေးခဏတော့ဆောင်ပေးပါမွေးစားသည်ရွာကလေးလှမ်းလာမယ်တွေ့ရင်နဲ့ရင်နဲ့မြဲရည်လေစိတ်တွေပူလွမ်းလို့ကြွားမမေလေသားကိုလွမ်းလို့နေတိုင်းမြဲရည်စုညီကိုမောင်နှမဆွေမျိုးသားကြီးအားလုံးကလည်းလွမ်းနေမယ်တဲ့အဝေးရောက်နေအမေသားကလေစိတ်ကအမြဲအမေနာရှိတယ်မေမေလွမ်းနှမြလည်းမငိုနဲ့တိတ်တော့အမေ